ဒီကနေ့မှာတော့ဘန်ကောက်ကနေ9မျက်နှာဖျားကိုတွားရောက်ဖူးမြော်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဗျအားလုံးပဲကျွန်တော်နဲ့အတူ like ပါဖူးမြော်ကြပါအောင်နော်ဒါလေးကတော့ကျွန်တော်အခန်းကနေစထွက်တဲ့အချိန်လေးပေါ့နော်ည7:00နာရီတင်းတင်းလောက်တော့ရှိပါပြီခင်ဗျကား9နာရီလောက်စီးပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ဖျားရဲ့တောင်ဘက်လမ်းကိုစတင်ရောက်ရှိလာပါပြီခင်ဗျဒါကတော့9မျက်နှာဖျားချီရဲ့တောင်ပေါ်ကိုကျွန်တော်တို့မနက်အစောပိုင်းရောက်ရှိခဲ့တာပဲဖြစ်ပါတယ်ဗျဒီမှာဆိုရင်မနက်အစောပိုင်းပဲရှိပါသေးရဲ့နော်လူတွေကတော့ကြိတ်ကြိတ်တိုးနေပါပြီခင်ဗျဒါကတော့မနက်အာရုံတက်တဲ့အချိန်လေးပေါ့နော်ရာသီဥတုအေးလေးနဲ့ဖျားကိုဖူးမြော်လို့ရအောင်ကျွန်တော်တင်ပေးထားပါတယ်ခင်ဗျကျွန်တော်တို့အဝေးစားလေးမှာတစ်ခေါက်ပြန်လာခဲ့ပါမယ်နော်ကဲ9မျက်နှာဖျားကိုရောက်နေပါပြီဗျအခုဆိုရင်တော့ဒီမှာကျွန်တော်ဖွဲ့ထမင်းစားနေရပြီဖြစ်ပါပြီအနောက်မှာဆိုရင်တောင်တန်းနေအရန်လှရယ်နော်ကျွန်တော်ဖျားပေါ်တော့မတက်သေးဗျအောက်မှာကားနေရမှာထမင်းစားနေရပဲဖြစ်ပါမကြီးအရန်လှရယ်နော်တောင်တန်းဒီမှာဆိုရင်လည်းတောင်တန်းနေနဲ့အရန်လှပါရယ်နော်ကျွန်တော်ဗီဒီယိုလေးရိုက်ထားတာဆိုရင်ဒါတော့ဖျားရင်နေမို့စတက်နေတာပဲဖြစ်ပါကြဒီမှာဆိုရင်တော့လူတွေကတော့ကြိတ်ကြိတ်ခဲပဲနော်အခုဆိုရင်တော့ကျွန်တော်ဖျားရင်ရောက်နေပါကြဒီတော့မကြီးကြိတ်တိုးပဲတိုးတော့မရဘူးဖျားရှိကူတော့မရပါအလူငွေလေးလူပြီးတော့ကိုယ့်ရဲ့နာမည်လေးတွေရေးပြီးတော့ဆူတောင်းလို့ရတဲ့နေရာလေးတွေလည်းရှိပါတယ်ဗျ။ကျောင်းတက်ခဲ့ပါပြီနော်အခုဆိုတော့ဖရားရင်တော့ရောက်နေပါပြီ။အားများရယ်နော်။ဘုမဆိုတောင်တန်းနေဓာတ်လာပြီ။အဲလိုလေးထွက်လာသေးဆိုအရန်လှပါရယ်နော်။ကျွန်တော်အခုသွားနေတဲ့နေရာလေးကတော့ဖျားရင်တော်ပေါ်မှာပဲရှိပါတယ်ဗျဓာတ်ပုံရိုက်လို့အရန်လှပါတယ်နော်ရှူကင်းနေဆိုရင်လည်းတအားလှပါတယ်ဗျဒီမြင်ကွင်းကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ရွှေတကုံစေတီတော်မြတ်ကြီးအတိုင်းတီထားကိုးကွယ်တဲ့စေတီပေါ်ကနေကျွန်တော်တို့လှမ်းရိုက်နေတာပဲဖြစ်ပါတယ်ဗျကျော်ကြီးကတော့မြန်မာနိုင်ငံရန်ကုန်မှာရှိတဲ့ရွှေတကုံစေတီတော်မြတ်ကြီးပုံစံအတိုင်းခုလုပ်ထားတဲ့စေတီတော်ကြီးဖြစ်ပါတယ်ဗျဒီကနေဆိုလဲဟိုမှာ9မျက်နှာဖျားကြီးကိုလှမ်းမြင်နေရပါတယ်เนาะအရန်တက်ပဲဒီလိုမျိုးဓာတ်ပုံလှလှလေးရိုက်တဲ့နေရာလေးလည်းအများကြီးရှိပါသေးရဲ့เนาะကျွန်တော်ရဲ့ဗီဒီယိုလေးကို like ပါကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျတွားရောက်ဖူးမြော်ကြပါအောင်เนาะ